ခေါင်းရမှာလာကိုကြည့်လိုက်ဗျလာပြေတယ်ပြီးလို့ရှင်လာတဖြည်းဖြည်းနဲ့ဆုတ်သွားတယ်လာကွယ်ရောက်သွားတယ်ပြီးလို့ရှင်လာတဖြည်းဖြည်းနဲ့ပြန်ဆန်းလာတယ်ဟောလာပြေပြန်ရောက်လာတယ်ဘာကြောင့်လာဆန်းလာဆုတ်လာပြေလာကွယ်ဖြစ်လာတာလဲဟာလွယ်လွယ်လေးကွာကဘာဦးလာပတ်နေလေအဲ့ဒါကြောင့်မလို့လာဆန်းလာဆုတ်လာပြေလာကွယ်ဖြစ်လာတာပေါ့โอเคဟုတ်ပါပြီကဘာဦးလာတပတ်ပတ်ဖို့ပဲနေရကြတယ်လေ29ရက်ကြာတယ်ဗျလာပြေတစ်ခုနဲ့တစ်ခုကြာဘယ်လောက်ကြာတယ်လဲ29ရက်ကြာတယ်ကဘာကိုလာပတ်လို့လာပြေလောက်ပဲဖြစ်လာတယ်ဆိုလို့ရှိရင်လာပြေတစ်ခုနဲ့တစ်ခုကြာ29ရက်ကြာဟုတ်တယ်မလားတပတ်ပတ်ဖို့29ရက်ကြာလေဘာဖြစ်လို့29ရက်ဖြစ်နေတာလဲပိုလာတဲ့2ရက်ဘေးကရောက်လာတယ်လေဒီနေ့တော့လာပြေလောက်ပဲဘယ်လိုဖြစ်လာလဲလာစားလာစုပ်တွေဘယ်လိုဖြစ်လာလဲဘာကြောင့်လာကဘာကိုတပတ်ပတ်ဖို့အတွက်29ရက်ကြာပြီလာပြေတစ်ခုနဲ့တစ်ခုကြာတော့29ရက်ကြာနေတာလေဘာကြောင့်2ရက်ပိုထွက်လာတာလဲဒါတွေကိုကျွန်တော်တင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လာပြေလာကွယ်နော်လာစမ်းလာစုပ်ကြောင်းမပြောခင် moon phase ဆက်စီကြောင်းမပြောခင်မှာနေဖွဲ့စည်းရဲ့တည်ရှိပုံလေးကိုတစ်ချက်ကြည့်ရအောင်ဗျအထူးသဖြင့်နေကဘာနဲ့လာတဲ့အချင်းချင်းဘယ်လိုပတ်နေလဲဆိုတာပေါ့ကဘာပြင်ထွက်လိုက်နော်ကဘာပြင်ထွက်လိုက်ကဘာကိုအပြင်ကနေနော်ကဘာတစ်ခုလုံးအပြင်ကနေခြုံနေရတဲ့နေရာထိထွက်လိုက်ပျောက်သွားပြီဆိုလို့ရှိရင်ထပ်ဝေးသွားလိုက်အောင်နော်လာဟိုကမြင်ရတဲ့တနေရာရောက်အောင်သွားလိုက်ဆက်သွားလိုက်အောင်ခပ်ဝေးသွားလိုက်အောင်နေရောကဘာရောလာရောဒါအားလုံးမြင်ရတဲ့နေရာထိသွားလိုက်အဲ့လိုသွားလိုက်လို့ရှင်ဟောဒီမှာဒီလိုပုံစံမြင်ရလိမ့်မယ်ဒီလိုအဝိုင်းတွေတော့မမြင်အောင်ပေါ့ဗျာဒီလိုအဝိုင်းနေရာဒါပါလဲဆိုတော့ပတ်လန်းနေမြင်အောင်ပြထားတာပတ်လန်းတွေကိုကျွန်တော်တို့ကဖျောက်ထားလို့လည်းရတယ်ပြဿနာမရှိဘူးเนาะဒါကပတ်လန်းတွေကိုမြင်အောင်ဆိုပြီးကျွန်တော်တို့ကပြထားတာအဲ့မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะနည်းနည်းလေးဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ခက်လဲမှာနေရှိတယ်နေဥပတ်နေရာ Mercury เนาะ Venus ဟောဒီမှာတတိယမြောက်ဂျိုဒီကျွန်တော်တို့ကကဘာပဲဒါကျွန်တော်တို့နေတဲ့ကဘာပဲဒါဆိုလာပဲနားမှာလဲလာပဲနားမှာလဲလာပဲနားမှာလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်တော့ကဘာနာကိုပတ်ကြအခုကတွေ့ပါပြီနော်ကဘာကိုပတ်နေတော့လအဲ့တော့အချိန်မျိုးကျွန်တော်လေးတစ်ချက်လောက်မြန်လေးဆွဲလိုက်မယ်โอเคဟုတ်ပြီအဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကဘာကိုလာပတ်နေတာဗျတွေ့ရမလားကဘာကိုလာပတ်နေကဘာကိုလာတာဘာပတ်ဖို့အတွက်29တန်မှာ3ရက်ကြာတယ်29တန်မှာ3ရက်ကြာ29ရက်ကျော်ထားပါတော့ဗျ29ရက်ပဲထားပါတော့29ရက်နေကဘာကိုတပတ်ပတ်မိတယ်ကဘာနေကိုပတ်တာကြတော့365ရက်365တသမ25ရက်365ရက်နဲ့4ပိုင်းတစ်ပိုင်း6နာရီပေါ့အဲ့လောက်ကြာတယ်အဲ့လောက်ကြာလို့ရှိရင်ကဘာနေကိုတပတ်ပတ်မိတယ်ဒါကဘာလဲဆိုတော့ကဘာတွေနေတွေလတွေကိုပတ်နေတဲ့အနေထားကြည့်လိုက်မယ်ဆိုလို့ရှိရင်အားလုံးကသူ့ဟာတိုင်းလေးသူ့လမ်းကြောင်းနဲ့သူပတ်နေတယ်ဗျကဘာလဲနေကိုသူ့လမ်းကြောင်းနဲ့သူပတ်နေတယ်မယမနာပတ်နေဘယ်တော့မှမြန်သွားနော်ဘယ်တော့မှရက်သွားတယ်ဆိုတာမရှိဘူးအဲ့လိုပဲလကလည်းကဘာကိုပတ်နေစဝိုင်းပုံနီးနီးစဝိုင်းပုံနီးနီးပတ်လန်းနဲ့ပတ်နေတာတကယ်ကတော့ဘဲဥပုံပေါ့ဗျဒါပေမဲ့ဘဲဥပုံကအရန်ကိုစဝိုင်းနဲ့နီးနီးတူတဲ့အတွက်ကျွန်တော်တို့ကခက်လန်းလာကြည့်လိုက်လို့ရှိရင်စဝိုင်းပုံနေလည်းပဲကျွန်တော်တို့ကမြင်ရတာဗျဟိုဒီမှာကြည့်လိုက်လို့ရှိရင်เนาะဒါစဝိုင်းပုံနေလည်းပဲကျွန်တော်တို့ကမြင်ရတယ်အဲ့လိုပတ်နေတဲ့အတွက်ကြောင့်မလို့နော်လာပြေလာကွယ်လာစုပ်လာဆန်းဆိုတာဖြစ်လာတာလာဆိုတာအားလုံးသိပြီးတဲ့အတိုင်းပဲကိုပိုင်လင်းအောင်မရှိဘူးလာကိုလင်းထိန်နေအောင်မြင်ရတယ်ဆိုတာ तू ကအလင်းအောင်ထုတ်ပြီးလို့မြင်ရတာမဟုတ်ဘူးနေလို့မဟုတ်ဘူးနေကြီးကျဲတဲ့ကိုပိုင်လင်းအောင်ရှိတယ်သူတို့တည်းမှာနျူကလ িয়ার အနုမြူတက်ပြုတ်မှုဖြစ်ပြီးတော့မှအဲ့ရထွက်လာတဲ့အပူတွေထွက်လာတယ်အလင်းတွေထွက်လာတယ်ဒီအပူတွေအလင်းတွေထွက်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမြင်ရတယ်သူရှာအပူကိုကျွန်တော်တို့ကခံစားလို့ရတယ်နော်နေရထွက်လာတဲ့ပူခံစားလို့ရတယ်နေရဲ့အလင်းအောင်မြင်ရတယ်သို့တော်လည်းလာကြတော့နော်လာတွေကြိုတွေကသူတို့မှာကိုပိုင်လင်းအောင်မရှိဘူးသူတို့ဒီနေရဲ့အလင်းအောင်လာဟပ်ပြီးပြန်ထွက်လာတာပဲကျွန်တော်တို့ကမြင်ရတာအဲ့တော့အကယ်၍နေရဲ့အလင်းအောင်ကြာနေတယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့သူ့ကိုမြင်ရမယ်နေလေးအလင်းအောင်မကြာဘူးဆိုလို့ရှိရင်မှောင်နေဆိုကျွန်တော်တို့သူ့ကိုမမြင်အောင်ပေါ့မဲမဲကြီးဖြစ်နေမှာပေါ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လာလုံးတဲ့အခါကျတော့နေရတစ်ဖက်ထဲမှာပဲရှိတယ်နေရတစ်ဖက်ထဲမှာပဲရှိတဲ့အတွက်ကြောင့်မလို့လုံးနဲ့လာပုံနေရအလင်းအောင်ထိုးလိုက်လို့ရှိရင်တခြားလင်းနေလိမ့်မယ်နော်နေုံမျက်နှာမူတိုင်းတခြားလင်းနေလိမ့်မယ်နေနဲ့ဆက်နေမဲ့ရောက်နေတဲ့ခြားမှောင်နေလိမ့်မယ်တော့ဒါရှင်းရှင်းလေးပဲဗျဆိုလိုတာပါလဲဆိုလာဒီဘယ်ချိန်မှကြည့်တခြားလင်းနေတခြားမှောင်နေတယ်တော့ဘယ်တော့မှလာတစ်ခုလုံးကလင်းထိန်နေဆိုတာမရှိဘူးနေုံမျက်နှာမူတဲ့ဘက်ခြမ်းပဲလာလင်းနေလေရဲ့ဆက်နေမဲ့ရောက်နေလာမှောင်နေတယ်ဒီတော့ကျွန်တော်တို့ကကဘာကြည့်လိုက်လို့အကယ်များလာကိုနော်လင်းနေတာကိုမြင်ရလို့ရှင်ဒါကျွန်တော်တို့ကလာပြီဆိုပြီးမြင်ရတယ်လာကိုမှောင်နေတာကြီးမြင်ရလို့ရှိရင်နေရဲ့အလေးအောင်မကြတဲ့ဘက်ချမ်းကိုမြင်ရလို့ရှိရင်
လာမမောင်းရမယ်ဒါလာကွယ်ပေါ့အဲ့ဒါကိုမြင်အောင်လို့ဆိုလို့ရှိရင်ကျွန်တော် simulation ရှိလေပဲ simulation လေးတစ်ခုနဲ့ကျွန်တော်ဆက်ပြီးကြည့်လိုက်ကြရအောင်ပါဟောဒီမှာ moon phase simulator ဗျလာပြီလာကွယ်လာစမ်းလာစုဖြစ်ပေါ်ပုံကိုကျွန်တော်ဟောဒီ moon phase simulator လေးနဲ့ကျွန်တော်ရှင်းပြခြင်းတယ်ဒီဘဘယ်ဘက်မှာဝါဝါကြီးမြင်ရတာဒါဒီနေဗျညာဘက်ကအပြာရောင်လေးရတာလာပေါ့ဗျလာမှာဒီမှာရက်နေတာဒါကျွန်တော်တို့ပေါ့ဗျကျွန်တော်တို့နေရာနေမြင်ရမယ်ဟာဟောဒီမှာလာကိုကြည့်လိုက်လို့ရှိရင်လာရဲ့တချမ်းလင်းနေတယ်နော်တချမ်းမှောင်နေတယ်လင်းတဲ့ဘက်ချမ်းဘယ်ဘက်လဲဆိုတော့ဟောဒီနေကိုမျက်နှာမူထားတဲ့ဘက်နေကိုမျက်နှာမူထားတဲ့ဘက်ချမ်းမှာနေရဲ့အလင်းအောင်ကြာရောက်တဲ့အတွက်ကြောင့်မလို့ तू ကလင်းနေတာဗျဒါမဲ့ကဘာဘက်ကကြည့်လိုက်လို့ရှိရင်ကဘာဘက်ကမြင်ရတဲ့ချမ်းကျတော့မှောင်နေတယ်ဘာဖြစ်လို့ဆိုတော့ကဘာဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်မမြင်ရဘူးဗျမှောင်တဲ့ချမ်းပဲမြင်ရတယ်လင်းတဲ့ချမ်းတစ်ဖက်ချမ်းကိုရောက်နေတယ်အဲ့လိုနေရာမျိုးမှာလာသည်ကဘာနဲ့နေချမ်းမှာရောက်နေတဲ့အချိန်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဘာနေလဲမြင်ရလဲဆိုတော့လာကွယ်နေလဲကျွန်တော်တို့မြင်ရတာအဲ့တော့ဒီမှာလာကိုမမြင်အောင်လာပဲမြင်ရမယ်လာဒီနေနားမှာရောက်နေအကယ်၍များလာဒီနေကိုလုံးဝ block ဖြစ်သွားမယ်ဆိုလို့ရှိရင်လုံးဝနော်နေရက်တဲ့တယ်မှာလာဝင်သွားမယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့နေကြက်တယ်ဆိုပြီးခေါ်တာဒါပေမဲ့လာနေနဲ့ကဘာကြရောက်တိုင်းနော်နေတဲ့မှာရောက်တာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့လာရဲ့ကဘာကိုပတ်တဲ့လမ်းကြောင်းနည်းနည်းလေးစောင်းတဲ့အတွက်ကြောင့်မို့လို့တခါလေကြာလို့ရှိရင်နေနဲ့နော်ကဘာကြတဲ့နေရာကိုရောက်တယ်တခါလေကြာလို့ရှိရင်နေနဲ့ကဘာကြတဲ့နေရာမရောက်ပဲလေဘေးကိုနည်းနည်းချော်နေအဲ့ဒါကြောင့်မို့လို့လာကွယ်နေတိုင်းကျွန်တော်တို့ကနေကြက်တယ်ဆိုတာမျိုးမမြင်ရတာပေါ့နှုတ်မလို့ရှိရင်လာကွယ်တိုင်းကျွန်တော်တို့နေကြက်နေတော့မှာပေါ့ဟုတ်တယ်မလားအချိန်မှနေကြက်နေတော့မှာပဲဘယ်သူမှလည်းနေကြက်တာဟုတ်အတူစားလုံနေတော့မှာမဟုတ်ဘူးကြာတော့ရှာပါတခါလေကြာမှနီလာကဘာ3ခုကတဲ့တန်းတဲ့အခါမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုနော်နေကြက်တယ်ဆိုတဲ့ဟာမျိုးအထူးဆန်းဖြစ်နေကြတာโอเคအဲ့တော့ကျွန်တော်တို့ရွှေ့ကြမယ်သွားကြမယ်ဆိုတော့ကျွန်တော်အရှိကိုတရက်တိုးလိုက်မယ်ဗျနော်အရှိကိုတရက်တိုးလိုက်မယ်ဆိုတော့နော်အနောက်ကနေဝင်သွားတယ်အရှိကိုနေထွက်လာတယ်ဟောဘာတွေ့လဲနည်းနည်းလေးစောင်းသွားတယ်တဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်မှာဘေးမှာလာပေါ်မှာနေရောင်ထိုးလို့လင်းနေတဲ့အပိုင်းလေးကိုနည်းနည်းလေးကွေးလေးနေလဲကျွန်တော်တို့ကမြင်ရတယ်စမြင်ရတယ်โอเคနောက်တစ်ရက်ဆက်သွားမယ်နောက်တစ်ရက်ပြီးကျွန်တော်ဆက်သွားရအောင်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲကြီးလာတယ်တွေ့လားဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေရာကနေလှမ်းမြင်ရတဲ့ရက်နေနေရာကနေလှမ်းမြင်ရတဲ့အပိုင်းဟာဒီဘက်အပိုင်းလေးကိုကျွန်တော်တို့မြင်ရတာတချမ်းလေးပဲမြင်ရတာအကုန်လုံးကိုဖြူနေတဲ့အပိုင်းတစ်ပိုင်းလုံးမမြင်အောင်လင်းနေတဲ့အပိုင်းလုံးမမြင်အောင်လင်းနေတဲ့အပိုင်းအစွန်လေးကိုပဲကျွန်တော်တို့မြင်ရတဲ့အတွက်ကြောင့်မလို့ဒါဟုတ်ဒီမှာလာချမ်းကွေးလေးနေလေကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်ဖြည်းဖြည်းဆက်သွားမယ်ဆိုလို့ရှိရင်လာစမ်း9ရက်လောက်ရောက်တဲ့အခါကြာလို့ရှိရင်ဟောဒီမှာတချမ်းကျွန်တော်တို့မြင်ရပြီနော်10ရက်ဆိုပိုတော့များလာသေးတယ်တချမ်းကိုဒီမှာကျွန်တော်တို့မြင်ခြင်းတယ်ဆိုလို့ရှိရင်နော်နည်းနည်းလေးအခုမှကျွန်တော်တို့မြင်ရတယ်ဘာဖြစ်လို့ဆိုတော့နေတဲ့ဖြစ်တဲ့အချိန်မှာလာမမြင်ရတော့လာကွယ်သွားပြီလာနေရဲ့စညက်မချောင်းကိုရောက်လာပြီတဖြည်းဖြည်းနဲ့အဲ့ဒါကြောင့်မလို့နော်လာစမ်းရှေ့မှာလာကိုတချမ်းနေလဲကျွန်တော်တို့မြင်ရတယ်ဆက်သွားမယ်โอเคနောက်ရက်ရောက်လာပြီဘာဖြစ်လာလဲဟောဒီမှာလာတဖြည်းဖြည်းနဲ့ကြီးလာတယ်တရပြီးတရတဖြည်းဖြည်းနဲ့ကြီးလာတယ်ဖြည်းနဲ့ကြီးလာရနေပြီးတော့ဘယ်နေ့ရောက်လာလို့ရှိရင်လာပြည့်ဖြစ်သွားလဲဆိုတော့ဟောဒီမှာကြည့်လိုက်ရှိ14ရက်နေ့လောက်ရောက်လာလို့ရှိရင်လာပြည့်ဖြစ်သွားတယ်နော်14ရက်လည်းတဝက်ပေါ့14ရက်နဲ့တဝက်ရောက်လို့ရှိရင်လာပြည့်ဖြစ်လာတယ်14ရက်ခွဲရောက်လို့ရှိရင်ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုပြန်ဆုတ်သွားတယ်ဘာဖြစ်လို့ပြန်ဆုတ်သွားလဲဆိုတော့ကဘာနေမြင်ရတဲ့အပိုင်းကလင်းတဲ့ဖက်ချမ်းကိုကျွန်တော်တို့မြင်ရတဲ့အပိုင်းကလင်းတဲ့ဖက်ချမ်းမြင်ရသလိုမှောင်တဲ့ဖက်ချမ်းကမြင်ရတယ်ဒီဘက်ချမ်းမှာရှိတဲ့မှောင်တဲ့ဘက်အဖလီကိုလည်းကျွန်တော်တို့ကမြင်ရတယ်ဒီဘက်မှာရှိတဲ့လင်းတဲ့ဘက်ကိုလည်းမြင်ရတယ်အဲ့ဒါကြောင့်မလို့တဖြည်းဖြည်းနဲ့လာပြန်ပြီးဆုတ်သွားတယ်လင်းတဲ့ဘက်ကိုမြင်ရတာတဖြည်းဖြည်းနဲ့နေသွားတယ်အဲ့ကနေတဖြည်းဖြည်းသွားလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့လာတချမ်းကွေးလေးပြန်ဖြစ်သွားတယ်ဆက်သွားမယ်ဆိုလို့ရှိရင်ဘာပြန်ဖြစ်သွားလဲဆိုတော့လာဆုတ်တဲ့နေရာကိုကျွန်တော်ပြန်ပြီးရောက်သွားပါတယ်ဒါကတော့ဘာလဲဆိုတော့လာပြီးလောက်ွယ်ဘလို့ဖြစ်လာလဲဘလို့လုပ်ပြီးလာစမ်းလာဆိုဖြစ်လာလဲဆိုတော့ပြတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာလေးကျွန်တော်တို့ထူးခြားတာလေးတစ်ချက်ကိုကျွန်တော်ပြခြင်းတယ်ဗျဟိုဒီမှာလာထွက်တဲ့အချိန်လေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီနားလေးမှာကြည့်အောင်ဒီနားမှာလာထွက်လာတဲ့အချိန်ကိုကျွန်တော်တို့ကြည့်အောင်ဟိုနည်းနည်းမှောင်တဲ့ချိန်ကြမှာကျွန်တော်ကြည့်ရအောင်ဗျဟိုဒီမှာလာထွက်လာပြီလာတဝက်လောက်ထွက်လာပြီဒါလာတဝက်လောက်ထွက်တဲ့အချိန်မှာဘယ်နာရှိလဲဆိုတော့နေ့လယ်12နာရီမှာထွက်တယ်တယ်လားနေ့လယ်12နာရီမှာထွက်တယ်โอเคနောက်တစ်ရက်ပြန်လာတယ်ဒီ
ပြည်နေရာကိုပဲပြန်လာတယ်လာမထွက်သေးဘူးဗျဘယ်အချိန်မှလာထွက်လာလဲဆိုတော့12:54 12:54 12တနာရီလောက်မှထွက်တယ်လာထွက်တဲ့အချိန်တနာရီဘာဖြစ်လဲနောက်ကျသွားတယ်နောက်တစ်ပတ်ဘယ်အချိန်လာထွက်လဲဆိုတော့လာလေတစ်ချမ်းလောက်ထွက်လာတဲ့အချိန်ဟာတနာရီ48နောက်တနာရီလောက်ပြန်နောက်ကျသွားပြီဟော2နာရီ44တရက်နဲ့တရက်လာထွက်တဲ့အချိန်ဒီဘယ်လောက်နောက်ကျလဲဆိုတော့ပြမ်းမြကြရင်တနာရီနီးပါးလောက်နောက်ကျသွားတယ်တို့လား3နာရီ34ဖြစ်လာတယ်နော်4နာရီ22တဖြည်းဖြည်းနဲ့လာထွက်တဲ့အချိန်ဒီဘာဖြစ်လာလဲဆိုတော့တရက်ပြီးတရက်နောက်ကျလာတယ်9နာရီ30နော်လာထွက်တဲ့အချိန်တရက်ပြီးတရက်နောက်ကျလာတယ်အပြမ်းမြပြီးကျွန်တော်ပြောလို့ရှိရင်တနာရီနီးပါးလောက်လာရထွက်တဲ့အချိန်ကနောက်ကျသွားတယ်ဗျဘာဖြစ်လို့ဒီလိုဖြစ်လာလဲဘာဖြစ်လို့လာသည်နေ့စဉ်အချိန်မှမထွက်ပဲလဲနောက်ကျပြီးထွက်လာရတာလဲကောင်းပြီအဲ့တော့ moon phase စီကြောင့်မဆက်ခင်မှာရှေးဟောင်းခေတ်ကယဉ်ကျေးမှုတွေရှေးဟောင်းလူသားတွေကဒီ moon phase နဲ့ပတ်သက်ပြီးဘယ်လိုယူဆခဲ့ကြတယ်လဲလာတဲ့ပတ်သက်ပြီးဘာတွေရှာဖွေတွေ့ရှိကြလဲခဲ့ကြတယ်လဲဆိုတာလေကျွန်တော်တစ်ချက်ကြည့်အောင်ဗျအရင်ခေတ်ကလူတွေကလာကပောက်ပတ်တယ်ဆိုတာတော့သူတို့သိချာမသိဘူးသူတို့သိတာလာကပောက်ပတ်တယ်ဒါပေမဲ့ကျွန်တော်တို့သိတယ်လို့မျိုးမဟုတ်ဗျလာနော်နေရောလာဝါကပောက်24နှစ်တစ်ချိန်ပတ်တယ်သူတို့ဒီလိုပဲယူဆခဲ့ကြတယ်ကဘာဒီနော်အရာအလုံးရဲ့စက်ကြဝဠာရဲ့ဗဟိုချက်ဖြစ်တယ်ကပောက်နော်နေရီလာတွေကပတ်နေတယ်နေကရှေ့ကထွက်လာတဲ့နောက်ကဝင်သွားတယ်အဲ့လိုပဲလာကလည်းရှေ့ကထွက်လာတဲ့နောက်ကဝင်သွားတယ်ဒီလိုပေါ့ဒီလိုပဲယုံကြည်ခဲ့ကြတယ်နော်ဦးခေတ်လိုမျိုးနေကိုကဘာပတ်တယ်ကဘာကိုလာပတ်တယ်ကဘာသူ့ဝင်မှာလဲနေဒါကြောင့်မလို့24နာရီတရက်ဖြစ်လာတယ်ဒီလိုမျိုးတွေသူတို့မသိခဲ့ဘူးဗျသူတို့သိခဲ့တာခုနပြောလို့ပေါ့နေရောလာဝါကဘာကို24နာရီတပတ်ပတ်နေဒီလိုပဲသိခဲ့ကြတယ်နောက်ပြီးလာနဲ့ပတ်သက်ပြီးလဲသူတို့ဒီတေချာသဘောမပေါက်ဘူးဖြစ်လို့လာပြီးလာကွယ်ဖြစ်လဲဆိုတာလဲပတ်သက်ပြီးတေချာသဘောမပေါက်ကြဘူးအဲ့တော့ဟလာလာပြီးလာကွယ်နဲ့ပတ်သက်ပြီးအမျိုးမျိုးပြောကြဆိုကြတာပေါ့โอเคဒါတွေထားလိုက်ပါတော့ဒါတွေဖယ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်လာနဲ့ပတ်သက်ပြီးအခုခေတ်ထိကျွန်တော်တို့အသုံးဝင်နေတဲ့မှန်ကန်နေတဲ့အချက်တွေဘာတွေရှိတယ်လဲဒါလေးတစ်ချက်ကြည့်လိုက်အောင်လွန်ခဲ့တဲ့နှစ်ပေါင်း3200လောက်ကဗျာလွန်ခဲ့တဲ့နှစ်ပေါင်း3200ဆိုတာဒါစာတွေဘာတွေမပေါ်သေးတဲ့ခေတ်နော်စာတော့မပေါ်သေးတဲ့ခေတ်လူရင်ကျေးမှုတွေမြို့ပြအဖွဲ့အစည်းတွေလည်းထူထောင်နိုင်တော့မရှိသေးတဲ့ခေတ်အဲ့ဒီအချိန်မှာအဲ့ဒီခေတ်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း3200ဆိုတာအီဂျစ်ရင်ကျေးမှုတော့မှစပြီးမဖြစ်လာသေးတဲ့ခေတ်ပေါ့လူလွန်ခဲ့တဲ့နှစ်ပေါင်း9000 6000လောက်ကမှအီဂျစ်ရင်ကျေးမှုဆိုတာစတာလူရင်ကျေးမှုဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း9000 6000လောက်ကမှစတယ်လို့ပညာရှင်တွေကဒါမှတ်တမ်းမှတ်ရနဲ့ရှာဖွေတွေ့ရှိထားတာဆိုတော့အဲ့ဒီတိုင်းနှစ်ပေါင်းများစွာကြာခဲ့တဲ့အချိန်တုန်းကအာဖရိကတိုက်ရဲ့တောင်ပိုင်းတနေရာမှာအယူတစ်ခုနော်အဲ့မှာအာဖရိကတိုက်မှာအဲ့ချိန်တုန်းကတမိုင်းခေတ်ကလူသားတွေကကောင်းကင်ကိုကြည့်ရင်းနဲ့အယူတစ်ခုမှာနော်တရိษံအယူတစ်ခုမှာထွင်းပြီးတော့မှ29နှစ်ထွင်းခဲ့တာတော့တွေ့ရတယ်29နှစ်ဆိုတာဘာလဲဆိုတော့လာပြည့်တစ်ခုနဲ့တစ်ခုကြာတဲ့ချိန်29ရက်ဗျာလာပြည့်တစ်ခုနဲ့တစ်ခုဒီ29ရက်ကြာဒါဒီသမိုင်းပညာရှင်တွေကဘယ်လိုယုံကြည်ကြလဲ archaeologist တွေကဘယ်လိုယုံကြည်ကြလဲဆိုတော့သမိုင်းမှာပထမဆုံးသောရှာဖွေတွေ့ရှိသောကယ်လန်ဒါလာကယ်လန်ဒါလာကိုမှတ်တယ်ကယ်လန်ဒါဖြစ်တယ်လို့ထက်ကလေး29တဲ့ထက်ကလေး29တဲ့ဆိုတော့လာပြည့်နေရစပြီးရေးလိုက်ရှင်တစ်နှစ်3နှစ်လေးတဲ့အဲ့တော့1နှစ်3လဲရေးချင်းမှတော့ရေးနိုင်အောင်မဟုတ်ပဲဗျာဒါပေမဲ့နော်လာကို29တိကြီးသွားလို့ရှိရင်ဒါ1ရက်2ရက်3ရက်4ရက်နော်ဘယ်နေ့မှလာပြန်ပြင်မလဲဆိုတာတို့သိတာပေါ့အဲ့ဒါမျိုးလို့ဆိုလို့ရှိရင်လာပြေးလာွယ်တွေကနော်အချိန်မှတ်တဲ့နေရာမှာသုံးဝင်တယ်အချိန်မှတ်တဲ့နေရာမှာသုံးဝင်တဲ့အတွက်ဘာဖြစ်လဲဆိုတော့စိုက်ပျိုးရေးတွေမွေးမြူရေးတွေနော်ဒါတွေလုပ်တဲ့နေရာမှာသုံးဝင်တယ်အမဲလိုက်တာအစဘယ်ရာသီဆိုလို့ရှိရင်ဘယ်အကောင်တွေပေါ်တယ်နော်ဘယ်ရာသီဆိုလို့ရှိရင်ဘယ်အပင်တွေပေါ်လာလဲဒါတွေကစအသုံးဝင်လာတာ။ပြီးလို့ရှိရင်ရေကြီးမဲ့အချိန်တွေဘယ်အချိန်တွေဆိုရေကြီးမလဲဘယ်အချိန်တွေဆိုမိုးခေါင်မလဲဘယ်အချိန်တွေအေးမလဲဘယ်အချိန်တွေပူလာမလဲဒါတွေကလည်းအရေးကြီးတာ။ပြီးတော့ဘာသာရေးဆိုင်ရာတွေကလည်းဒါလပေါ်မူတည်နေအောင်လပြည့်ဆိုလို့ရှိရင်နော်ဘာသာရေးဆိုင်ရာပွဲလမ်းတဲ့ပင်တွေကလပြည့်တွေမှာနှလုံးကြတာများတယ်။နော်ဒါမျိုးတွေပေါ့ဒါတွေကစီးလုံးတွေကရှိကြမှာပဲနော်လပြည့်တွေကနော်အဲ့ဒါတွေအတွက်မှတ်ဖို့အတွက်ဆိုလို့ရှိရင်ဒါဒီပထမဆုံးတစ်ပိုင်းမှာပေါ်တဲ့အယိုးနဲ့လှုပ်ထားတဲ့လအောင်မှတ်တဲ့ကယ်လန်ဒါပြက်ကလေးဆိုတာဒါတမိုင်းပညာရှင်ဒီလိုပဲယူဆကြပါဒါလွန်ခဲ့တဲ့နှစ်ပေါင်း3200နဲ့ဒါကိုစပြီးတွေ့ရှိခဲ့ကြတာအာဖရိကနေပြီးအိန္ဒိယကိုသွားလိုက်ကြအောင်အိန္ဒိယမှာရောက်တဲ့ခါကျတော့ပိုပြီးစစ်မြင့်လာပြီအိန္ဒိယတိုက်မှာရောက်တဲ့ခါကျတော့သူတို့ကလာပြည့်တစ်ခုနဲ့တစ်ခုကြားမှာ29ရက်ခွာတယ်ဆိုတာကိုသိရုံနဲ့မကဘူးအိန္ဒိယနက္ခတ်ပညာရှင်တွေကဘာလို့လဲတွေ့လဲဆိုတာလာဒီကောင်းကင်မှာငြိမ်နေတာမဟုတ်ဘူးရွေ့နေဆိုတာတွေ့ရတယ်ကျယ်ရီချိုင်းမှာသူကခရီးနေတာကျယ်ရီကတနေရာ
နောက်တရက်နဲ့တရက်မပြောင်းပြသူတို့ရဲ့အနေထားမပြောင်းလဲဘူးဒါပေမဲ့လာကြတော့ကျေထဲမှာပြောင်းနေတယ်မယုံရင်ဒီညထွက်ကြည့်လိုက်လာဘေးနားမှာအနီးဆုံးရှိတဲ့လင်းထိန်နဲ့ကျေဘာကျေလဲဆိုတာမှတ်ထားလိုက်မနက်ဖြန်သွားကြည့်လာအိတ်ကျေနာမဟုတ်တော့ဝေးသွားပြီနောက်တင်ရရက်သွားနောက်ကျေနာကတ်သွားပြီနောက်တရက်သွားကြည့်လိုက်နောက်ကျေနာကတ်သွားပြီတရက်ပြီးတရက်ပြောင်းနေတယ်အဲ့လိုပြောင်းနေရနေ28ရက်ကြာလို့ရှိရင်မူလနေရပြန်ရောက်လာတယ်ဒါကိုအိန္ဒိယကနက္ခတ်ပညာရှင်တွေရှာဖွေတွေ့ခဲ့ရှိခဲ့ကြတယ်အဲ့ခါကျမှတော့သူတို့ကဘာလဲဆိုတော့ဝေဒကျမ်းတွေမှာဒီလသွားတဲ့လမ်းကြောင်းကိုအိမ်28အိမ်ဖြစ်လဲတတ်မှတ်ပြီးလဒီညာတိုင်းတဲ့အိမ်ပြီးတဲ့အိမ်ရွေပြီးသွားတယ်ဆိုပြီးတော့မှဆိုတော့အိမ်28တတ်မှတ်တယ်အဲ့အိမ်28အိမ်ကိုစိုးမိုးသောနတ်ဒေဝတာတွေကိုလည်းသူတို့ကဖန်တီးတတ်မှတ်ခဲ့တယ်နော်ဒါတွေဒီဘာလဲဆိုတော့ဘာကိုပြောတာလဲဆိုတော့သူတို့ဒီလ28ရက်နေ့နေတခါမူလနေရာကိုပြန်ရောက်တယ်ဆိုတာကိုသိလာတယ်ဒါပေမဲ့လာပြည့်တစ်ခုနဲ့တစ်ခုကြားမှာကျတော့29ရက်ကွာတယ်ဆိုတာလဲသူတို့ရှာဖွေတွေ့ရှိလာတယ်အဲ့မှာဒါဒီဘာလဲဆိုတော့ Sidereal month နဲ့ Synodic month နှစ်ခုရဲ့ကွာခြားချက်ကိုစပြီးတော့မှသူတို့သတိပြုမိတာပဲ Sidereal ဆိုတာ Situs ဆိုတာ Latin လို့ပါအောင်ပြောတာလဲဆိုတော့ကျေလို့ပြောတာလာကျေရီကြားထဲမှာခီးနှင်တဲ့လမ်းကြောင်းကိုမူတည်ပြီးတော့မှမူလနေရာကိုပြန်ရောက်လာတဲ့လာကို Sidereal month ဆိုပြီးတော့မှเนาะတလားပြည့်တယ်28ရက်နေလာမူလနေရာပြန်ရောက်တယ်တလားပြန်ရောက်တယ်ဒါဟုတ်သိတယ်เนาะမူလနေရာကျေရီကြားထဲမှာခီးနှင်ပြီးမူလနေရာပြန်ရောက်ဖို့တလား28ရက်ကြာရဆိုတာလည်းသိတယ်သို့တော်လည်းမူလနေရာပြန်ရောက်တဲ့အချိန်မှာလာမပြည့်သေးဘူးနောက်က2ရက်ကျော်ပြီး29ရက်နေမှာလာပြည့်တယ်ဆိုတာလည်းသိတယ်အဲ့ဒီခါကျတော့ရှေးတွေကပညာရှင်တွေနက္ခတ်ပညာရှင်တွေက Sidereal month နဲ့ Synodic month ဆိုတာလာပြီးတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့အချိန်ကို Synodic month Sidereal month ဒီ28ရက်နေတခါပြန်ရောက်တယ်ဆိုတာသူတို့သိတယ်လို့ Synodic month 29ရက်နေတော့တကယ်တော့29ရက်ခွဲဗျထားပါတော့29ရက်နေမူလနေရာပြန်ရောက်တယ်ဆိုတာလည်းသိတယ်တော့29ရက်ခွဲနေမူလနေရာပြန်ရောက်တယ်ဆိုတာလည်းသိတယ်အဲ့ဒါကြောင့်မို့လို့မြန်မာလားတွေကြည့်လိုက်29ရက်တလ30တရ29ရက်တလ30တလတကူးကစုံတော့ဝါစုဝါကောင်သွားတဲ့ခါကြလို့ရှိရင်မြန်မာလားတွေကြည့်လိုက်တလ29ရက်လို့ဆိုလို့ရှိရင်နောက်လဒီ30ရက်ဖြစ်သွားတယ်အဲ့တော့မှ2လပေါင်းလို့ရှိရင်လအောင်29ရက်ခွဲဆိုပြီးတော့မှ29ရက်ခွဲဆိုပြီးသွားပြောလို့မရဘူးလေအဲ့တော့တစ်ဖက်က29ရက်ပိုနေတဲ့တချမ်းကိုဟိုဘက်လာတယ်ပေါင်းထိုင်လိုက်တော့ဟိုဘက်လာ30ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့မြန်မာလားကြီးကြည့်လိုက်ရှင်2930ဆိုတာအလကားလောက်ထားတာမဟုတ်ဘူးဗျတော့ဒါအလကားလောက်ထားတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ရှေးတွေကနော်အိန္ဒိယနက္ခတ်ပညာရှင်တွေမြန်မာနက္ခတ်ပညာရှင်တွေက29ရက်ခွဲရှိတယ်ဆိုတာကိုသိခဲ့တဲ့အတွက်ကြောင့်မို့လို့လာပြေတစ်ခုနဲ့တစ်ခုကြားမှာ29ရက်နဲ့တဝက်29ရက်ခွဲကွာတယ်ဆိုတာသိခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါကိုဒီလိုဖန်တီးခဲ့ကြတာဖြစ်ပါတယ်ဒါဒီအလကားဖန်တီးထားတာမဟုတ်ဘူးမြန်မာလာတွေ2930ဆိုတာဖြစ်ချင်တိုင်းဖြစ်ပြီးလှုပ်ထားတာမဟုတ်ဘူးဗျဒါကိုသိလို့သူတို့ဖန်တီးခဲ့တာနောက်ပြီးတော့ခင်ဗျားတို့တတိထားမိကြလားဗျမြန်မာနှစ်သက်ကူတာလေမြန်မာနှစ်သက်ကူတာ15တကြံဆိုလို့ရှိရင်73 74 15 73 74လား73 75လားကျွန်တော်မသိတော့ဗျထားပါတော့73 74လားမသိဘူးဧပြီ73 74ပြီးလို့ရှိရင်နှစ်စန်းတရက်နေနှစ်စန်းနှစ်ကူးတဲ့ရက်တည်တကူလာတရက်နေလို့ဟာမျိုးနှစ်ကူးတာမဟုတ်ဘူးတကူလာပြည့်နေလို့ဟာမျိုးလည်းနှစ်မကူတကူလာစမ်းတရက်တို့အဲ့လိုဟာမျိုးလည်းနှစ်မကူဗျနှစ်တိုင်းဧပြီလ15လားဧပြီလ16လားကျွန်တော်မသိတော့ထားပါတော့နှစ်တိုင်းအဲ့ရက်မှာနှစ်ကူးတယ်အဲ့ဒီရက်မှာနှစ်ကူးတယ်နောက်ဘလို့ပဲဖြစ်ဖြစ်ဒါပေမဲ့မြန်မာရက်နဲ့ကြည့်လိုက်လို့ရှိရင်မြန်မာရက်လက်တစ်နှစ်လက်နှစ်ကူးတဲ့မြန်မာရက်ကမတူဘူးဖြစ်နေဗျကျွန်တော်ငယ်ရောအဲ့ဒါကိုစဉ်းစားလို့မရဘူးဟာဘာဖြစ်လို့ကွာနေရလဲဆိုဘယ်ဟုတ်မလဲဗျအဲ့လို29သွားတဲ့ခါကြလို့ရှိရင်12လပြည့်သွားတဲ့အချိန်မှာတော့12လပြည့်သွားတဲ့အချိန်မှာ365ရက်မရောက်သေးဘူးဗျ365ရက်မရောက်သေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီထုံနေရပညာရှင်တွေကသိခဲ့တယ်နော်တနှစ်ပြည့်ဖို့ဆိုတာနော်နေရမူလနေရပြင်အောင်မှနော်ကဘာနေပတ်တယ်ဆိုတာသူတို့မသိဘူးဒါပေမဲ့နေထွက်တဲ့နေရာကိုသူတို့ကြည့်လို့ရှိရင်နေထွက်တဲ့နေရာဒီတရက်လက်တရက်ပြောင်းနေဆိုတာသူတို့သိတယ်နော်တရက်လက်ပြောင်းနေတယ်အဲ့နေရာကနေမူလနေရာကိုပြန်ရောက်လာတဲ့ကွက်တိပြန်ရောက်လာတဲ့ရက်ကိုအချိန်ကိုသူတို့အတိအကျသူတို့တွက်လို့ရတာလေနော်ကာကီလက်စီမပေါ်သေးတဲ့ခေတ်မှာသူတို့တွက်ထားတာနော်ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီတွေကသူတို့တွက်ခဲ့ကြတာပညာရှင်တွေက365ရက်နဲ့4ပုံတစ်ပုံကြာလို့ရှိရင်မူလနေရာပြန်ရောက်တယ်ဆိုတာသူတို့သိတယ်အဲ့ဒါကြောင့်မို့လို့မူလနေရာပြန်ရောက်တဲ့တကယ်ကိုနေရဲ့လမ်းကြောင်းတိတိကျကျပြန်ရောက်တဲ့နော်သူရိယမာတာနှစ်ခေါ်တယ်နော်စန္ဒမာတာနှစ်လဲသူရိယမာတာနှစ်စန္ဒမာတာနှစ်ကကျွန်တော်တို့
ဆန်ဒါဆိုတာလာကိုခြေတဲ့နှစ်က12လပြည့်သွားတဲ့အချိန်မှာသူရိယမာတာနှစ်ခေါ်တဲ့နေကိုခြေတဲ့နှစ်ကတစ်နှစ်မပြည့်သေးဘူးအဲ့ဒါကြောင့်မို့လို့နော်တကြံနော်ဘယ်နေ့မှာနော်နှစ်ကူးမယ်ဆိုတာဟိုဝိဒပညာရှင်တွေတွေ့ရတယ်ဆိုတာဒါဟိုသူတို့ကတွေ့ရတာဗျာနေရဲ့သွားရလမ်းကြောင်းမူလနေရာကိုအတိအကျပြန်ရောက်မဲ့ရက်လနာရီအချိန်နော်အတိအကျကိုသူတို့ကတွက်ပြီးဘယ်နေ့ဘယ်ရက်ဘယ်နာရီဘယ်မိနစ်ဘယ်စက္ကန့်မှာနှစ်ကူးတယ်ဆိုတာကိုတွက်တယ်ဆိုတာဒီအကြောင်းပဲတွက်တာမဟုတ်ပါဘူး365ရက်နဲ့6နာရီကြာတဲ့အချိန်ဘယ်အချိန်မှာနော်ဘယ်အချိန်မှာနေရလမ်းကြောင်းမူလနေရာပြန်အောင်မယ်ဆိုတာကိုတွက်ပြီးတော့မှအဲ့အချိန်ကိုနှစ်ကူးရတာဖြစ်ပါတယ်နော်ဒါဒီ scientific basis ကိုမြန်မာနှစ်သက်ကူးဒီ scientific basis ကိုနော်အခြေခံပြီးတော့မှနှစ်ကူးတာဖြစ်ပါတယ်အဲ့လိုပဲလာထပ်တယ်ဝါဆိုလာထပ်တာတွေနော်တချို့နှစ်တွေမှာ73လဖြစ်သွားတယ်ဆိုတော့လေဒါပဲဗျလာကိုခြေပြူပြီးတွက်တယ်နှစ်နဲ့နေကိုခြေပြူပြီးတွက်တယ်နှစ်တွေကကွာလာတဲ့ခါကျတော့ပြန်ကိုက်အောင်ဆိုပြီးလာတွေထပ်ပေးရတာအင်္ဂလိပ်ကတော့အင်္ဂလိပ်လာတွေကတော့လာကိုခြေမပြူတဲ့အတွက်ကြောင့်မလို့ဒီပြဿနာမရှိဘူးသူတို့ကရက်ထပ်နှစ်ဆိုပြီး4နှစ်တစ်ချိန်6နာရီခြားတာကိုပြန်ကိုက်လိုက်ဦးမယ်မြန်မာကျတော့မဟုတ်ဘူးဗျနေက6နာရီကွာတာကိုလည်းပြန်ကိုက်ရတယ်လာနဲ့နေနဲ့သွားလမ်းကြောင်းမကိုက်တာကိုလည်းပြန်ကိုက်ရတယ်အဲ့ဒါကြောင့်မို့လို့နော်မြန်မာမှာဝါထပ်တယ်ဆိုတာဒီဘာသာရေးကိုကြည်ရဝါထပ်တာမဟုတ်ဗျာတချို့မတိကြတဲ့လူတွေကနော်ဒါဘာသာရေးဆိုလက်အကြောင်းမို့လို့ဝါထပ်ရတယ်ဆိုပြီးတော့မှထေကြရလူတွေလည်းရှိတယ်နောက်ပိုင်းမြန်မာပြက်ကနေမှာအဲ့လိုနော်ဝါထပ်တာ original မရှိခဲ့ဘူးနောက်ပိုင်းကျမှအင်္ဂလိပ်ပြက်ကနေနဲ့ကြည်လိုက်တဲ့ခါကျတော့အင်္ဂလိပ်ပြက်ကနေနဲ့ကိုက်အောင်လို့ကျွန်တော်တို့လာတွေထားတယ်တချို့ကဝါထပ်ဝါဆိုလာမှာတရဝါထပ်တာတွေရှိတယ်တချို့ဝါမဟုတ်တခြားလက်နော်ဒေါ်လာမသိဘူးထပ်တာလည်းရှိတယ်ကျွန်တော်တခြားတော့ကျွန်တော်မသိဘူးဗျသိချင်လို့ရှိရင်တော့အဲ့ဒါအင်တာနက်မှာရှာဖတ်ကြည့်ပါလားသိနိုင်ပါတယ်ဗျဒါပေမဲ့အဲ့ဒါတွေဒီအင်္ဂလိပ်ရောက်လာမှအဲ့လိုနော်အင်္ဂလိပ်နှစ်တင်လဲကိုက်အောင်ထပ်တာမဟုတ်ဘူးဟိုးလုံးငယ်တဲ့နှစ်ပေါင်းယာကြီးထောင်ချီတွေကနေကြောင်းဖြစ်တဲ့နှစ်နဲ့နော်လာကြောင်းဖြစ်တဲ့နှစ်နဲ့ကိုမကိုက်ဘူးဆိုတာသိခဲ့လို့အရင်နှုန်းတွေကထပ်ခဲ့ကြတာ scientific basic ခေါ်တဲ့သိပ္ပံနည်းကျအခြေခံကိုအခြေပြုထပ်ခဲ့ကြတာဘာမှဘာသာရေးနဲ့ဆိုင်ပြီးတော့မှထပ်တာမဟုတ်ပါဘူးเนาะဘာသာရေးပေါ်အခြေခံပြီးတော့မှတော့ဝါထပ်ဆိုပြီးဖြစ်လာတာမဟုတ်ဘူးเนาะ scientific basic ခေါ်တဲ့တကယ်သိပ္ပံပေါ်အခြေခံပြီးတော့မှလာထပ်ခြင်းเนาะမြန်မာလာထပ်ခြင်းဖြစ်လာတာဖြစ်ပါတယ်ဒါကတော့ကြုံယုံရင်းနဲ့ကျွန်တော်เนาะမြန်မာပြက်ကလေးเนาะမြန်မာပြက်ကလေးဒီ scientific basic ကိုအခြေခံနေဆိုတော့ကျွန်တော်ကြုံရင်းနဲ့ပြောတာဖြစ်ပါတယ်အဲ့တော့ ancient Greek တွေကြည့်ရင် ancient Greek တွေကသူတို့ကအဲ့ချိန်မှာเนาะဘာကြောင့် synodic month နဲ့ sidereal month ခေါ်တဲ့29ကွာနေဆိုတာတို့မသိကြဘူးဗျာဒါပေမဲ့အဲ့လို29ရက်နဲ့29ရက်ကွာနေဆိုတာကိုတို့သတိပြုမိကြတယ်ဒါပေမဲ့ ancient Greek တွေအလွန်တော်တယ်ဆိုလို့တောင်တို့ဒီဒါကိုတို့အဖြေမရှာနိုင်ဘူးကြာဘူးဗျာဒါပေမဲ့အဲ့ဒီမှာ Greek ပညာရှင်တယောက်ရှိတယ် BC 6လောက်တော့ ခရစ်မပေါင်ငယ်6လောက်တော့ Thales Miletus ဆိုတဲ့ပညာရှင်ကသူဒီပထမဆုံး solar eclipse ကိုစပြီးတော့မှအတိအကျ predict လုပ်နိုင်ခဲ့တယ်လို့မှတ်တမ်းတွေကပြောခဲ့တယ်နောက်ပြီး BC 450လောက်မှာ Anaxagoras ဆိုတဲ့ Greek ပညာရှင်တယောက်ကလာသည်ကိုယ်ပိုင်လင်းအောင်မရှိဘူးနေရလင်းအောင်ဟပ်ပြီးတော့မှလာကိုမြင်ရတာဆိုပြီးသူကမှန်ကန်စွာသူကပြောနိုင်ခဲ့တယ်ဒါပေမဲ့ကန်ဆိုးဆိုတာအဲ့ချိန်မှာเนาะနောက်ပိုင်းကျတော့ကျွန်တော်တို့15စု16ရာစုမှာလာကိုကဘာနေရပတ်တာမဟုတ်ဘူးနေဦးလာပတ်တာလို့ပြောမိလို့အသက်ခံရတယ်လို့ပဲသူကလည်းလာကိုယ်ပိုင်လင်းအောင်မရှိပါဘူးနေရလင်းအောင်ဟပ်တယ်လို့သူကပြောမိလို့ Greek မှာပြီးမှသူ့ကိုခုံရုံးတင်ပြီးတော့မှအသက်ခံရတယ်ဗျသူခေတ်ကเนาะအဲ့လိုပဲဘေဘီလုံနေကြတော့ဘေဘီလုံဆိုတာဒါကဘာမှာဖြည့်ကြဆုံး empire တွေမှာပါတယ် Babylonian empire အခု Iraq မှာရှိတဲ့ empire ပေါ့သူတို့တွေကနခပညာလိုက်ပတ်တာပြီးလွန်တော်တယ်ဗျအဲ့တော့ Babylonian နေရာအဲ့ရှေ့ခေတ်မှာအတိအကျဆုံးတော့ပြက်ကတင်ကိုသူတို့ကဖန်တီးနိုင်ခဲ့ကြတယ်တီထွင်ဖန်တီးနိုင်ခဲ့ကြတယ်နေရဲ့ synodic month တို့နော် sidereal month တွေရဲ့အတိုင်းတာရဲ့အတိအကျနီးပါးကိုလည်းသူတို့ဒီဖော်ထုတ်နိုင်ခဲ့ကြတယ်ပြီးတော့ကောင်းကင်ကို12စိတ်ပြီးတော့မှနော်ယာဒီဝင်12စိတ်ကိုဖန်တီးတာလေသူတို့ပဲဘေဘီလုံနေရာပဲဖန်တီးတယ်အဲ့ဒီဟာကိုအိန္ဒိယရောက်လာတယ်တကဘာလုံးကိုပြန့်နှံ့သွားပြီးတော့မှတကဘာလုံးကယာဒီဝင်12ခွင်ဖြစ်လာတယ်ဘေဘီလုံတွေကစခဲ့တာပဲဗျနောက်ပြီးတော့သူတို့ကဘာလို့လဲစာဖို့တွေ့ရှိလိုက်လဲဆိုတော့ Saros cycle ဆိုတာဘာလဲဆိုတော့နေကြလာကြတဲ့ဖြစ်စဉ်တွေအားလုံးဒီ18နှစ်နဲ့17ရက်ကြာတိုင်းအတိအကျပြန်ဖြစ်တယ်ဆိုတာကိုသူတို့ရှာဖို့တွေ့ရှိခဲ့ကြတယ်အဲ့တော့ရှေးခေတ်ကပညာရှင်တွေကလည်းကဘာနေကဘာပတ်တယ်ကဘာလာပတ်တယ်ဆိုတာမသိခဲ့သည့်တိုင်အောင်ဟိုသူတို့ဒီအလွန်တမိုးရှိတဲ့နော်အချက်လက်တွေကိုအတိအကျဖော်ထုတ်နိုင်ခဲ့ဆိုတော့အထင်တော့သိလို့မရဘူးဗျာနော်ဒါပေမဲ့ခုနပြောသလိုပေါ့နေကဘာပတ်တယ်ကဘာလာပတ်တယ်ဆိုတဲ့အချက်ကိုသဘောမပေါက်တဲ့မတွက်ကြောင်မို့လို့ principle အဓိကနော် principle မှာကြတော့မှားယွင်းနေကြတယ်
အဲ့ဒါကြောင့်မို့လို့လေသူတို့ဒီ29နဲ့29ရဘာကြောင့်ကွာနေလဲဆိုတာကိုသူတို့ဒီမဖြေရှာမပေးနိုင်တယ်လို့ပဲဘာကြောင့်မို့လို့လာပြီးလာကွယ်လာစုပ်လာစမ်းဖြစ်တယ်လဲဆိုတာလေသူတို့ဒီမှန်ကောင်စားအဖြေရှာပေးနိုင်ခြင်းမရှိခဲ့ပါဘူးโอเคအဲ့တော့ကျွန်တော်တို့လာစမ်းလာစုပ်ဖြစ်တာလေးကိုပဲတစ်ချက်အသေးစိတ်ကျွန်တော်တစ်ချက်ပြန်ကြည့်အောင်အခုဒါကဘာလဲဆိုတော့ကျွန်တော်လာကိုရကနေကျွန်တော်စရအောင်လာကိုရကနေစပြီးတော့မှလာကိုရပြီးလို့ရှင်နော်လာကွယ်ပြီးလို့ရှိရင်လာဆန်းတော့မယ်လာဆန်း1ရက်နေကိုတွားကြည့်အောင်လာဆန်း1ရက်နေကိုတွားကြည့်တဲ့ခါကျကျွန်တော်တို့ဗာမြင်ရဲဆိုလာကွေးကွေးလေးမြင်ရတယ်ဒီလာကွေးကွေးလေးဒီလာနေရဲ့အရှိဘက်အရာမှာရှိနေတယ်လာကွေးကွေးလေးဒီတတိထားမိလားနေရဲ့အရှိဘက်အရာမှာရှိနေတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလာကွေးကွေးလေးကနေနဲ့ဝေးတဲ့ဘက်ကိုမျက်နှာမူနေတယ်နော်နေရဲ့တင်းရပြောလို့ရှိရင်အရှိဘက်ကိုမျက်နှာမူနေတယ်နော်လာစားမှာရှိတယ်လာကွေးကွေးလေးတည်နောက်တစ်ရက်ကိုသွားလိုက်မယ်ဒီရက်2ရက်3ရက်တွေ့လားနေကနေတဖြည်းနဲ့ဝေးသွားတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတယ်နော်အကွေးလေးကပူကြီးလာတယ်သို့တော်လည်းဒီအကွေးလေးတည်နေနဲ့ဝေးရအရှိဘက်ကိုပဲမျက်နှာမူနေတယ်အဲ့ဒီကျွန်တော်တို့သွားလိုက်မယ်ဗျာဘယ်ကိုရောက်သွားမလဲဆိုတော့လာပြေကိုရောက်သွားပြီโอเคနော်လာပြေရောက်သွားပြီဆိုလို့ရှိရင်ဘာလို့ဖြစ်မလဲဆိုတော့လာစုပ်တော့မယ်လာပြည့်ပြီးလာစုပ်တဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ဒီနားလေးမှာကြည့်လိုက်လာသည်လာစုပ်လာသည်ဒီရဲ့အနောက်ဘက်မှာရောက်နေတယ်တော့လာစုပ်လာသည်နေရဲ့အနောက်ဘက်ကရောက်နေတယ်လာစမ်းလာနေရဲ့အရှိဘက်မှာရောက်နေချင်မှာလာစုပ်လာနေရဲ့အနောက်ဘက်မှာရောက်နေတယ်သူ့ရဲ့အကွေးလေးဟာဘယ်ဘက်ကိုကွေးလဲဆိုတော့နေနဲ့ဝေးရပဲတနည်းအားဖြင့်အနောက်ဘက်ကိုကွေးနေတယ်အဲ့တော့ကောင်းကင်မှာလာကွေးလေးကြည့်လိုက်ရှင်အဲ့အကွေးလေးကအရှိဘက်ကိုကွေးလားအနောက်ဘက်ကိုကွေးလားဟိုကြည့်ချင်းရပြီကျွန်တော်တို့ဒီလာစမ်းလာစုပ်လာဆိုတော့ကျွန်တော်တို့ကသိနိုင်တယ်ဗျကွေးလေးဒီအရှိဘက်ကိုကွေးနေဆိုလို့ရှိရင်ဒါလာစမ်းဆိုကျွန်တော်တို့သိနိုင်တယ်အကွေးလေးကအနောက်ဘက်ရက်ကိုကွေးနေဆိုလို့ရှိရင်ဒါဒီဘာလို့သိနိုင်ဆိုတော့လာစုပ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကသိနိုင်တယ်ပြီးလို့ရှိရင်ဒီအကွေးလေးကနေရဲ့အရှိဘက်မှာရှိလားနေရဲ့အနောက်ဘက်မှာရှိလားလာစမ်းလာမှာရှိတဲ့နေဒီလာစမ်းလာမှာလာဒီနေရဲ့အရှိဘက်ရက်မှာရှိပြီးတော့မှလာစုပ်ဆိုလို့ရှိရင်အခုကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲနော်ဒါအနောက်ဘက်ကို west ဆိုတာအနောက်ဘက်နော်ဒါ east ဆိုတာရှေ့ဘက်လာဒီနေရဲ့အနောက်ဘက်မှာရောက်နေတာကိုကျွန်တော်တို့တွေ့လိမ့်မယ်နော်တဖြည်းဖြည်းနဲ့နေနာနီးလာတယ်အဲ့ရနေပြီးတော့မှနော်လာပြည့်ရောက်တဲ့ချိန်မှာနေတဲ့နေရာတူထဲမှာရောက်သွားတယ်ပြီးလို့ရှိရင်လာစမ်းပြန်ရောက်လို့ရှိရင်နေရဲ့ဘယ်ဘက်ကိုရောက်သွားလဲဆိုတော့အရှေ့ဘက်ရောက်သွားသလိုအကွေးရဲ့ကွေးတဲ့ direction ကလည်းပြောင်းသွားတယ်အရှေ့ဘက်ကိုကွေးတဲ့ direction ဖြစ်သွားတယ်ဒါဒီဘာလဲဆိုတော့ကောင်းငင်မှာရှိတဲ့လာစမ်းလာစုပ်ကိုကြည့်ခြင်းအဖြစ်တော့ဒီအကွေးလေးကိုဘယ်ဘက်ကိုကွေးလဲဆိုတာကြည့်ခြင်းအဖြစ်ဒီလာစမ်းလာစုပ်လာဆိုတာကိုကျွန်တော်တို့ခံမှန်းသိရှိနိုင်တာဖြစ်ပါတယ်အဲ့တော့ sidereal map နဲ့ synodic map 29ရက်နဲ့29ရက်ခွာတယ်ဆိုတဲ့ပြဿနာကိုကျွန်တော်တို့ကြည့်ကြရအောင်ဗျဒီပြဿနာဖြစ်လာတာပြဿနာကဘာလဲဆိုတော့အကယ်၍များတာကဘာနေကိုမပတ်ဘူးနေရဲ့အနေထားဒီပြောင်းလဲမှုမရှိဘူးဆိုလို့ရှိရင်ဒီပြဿနာဖြစ်လာမှာမဟုတ်ဘူးဒီပြဿနာဖြစ်လာပါလဲဆိုတော့ကဘာနေကိုပတ်ပြီးတော့မှကဘာကိုကြောက်လာပတ်နေတဲ့ခါမှာပြဿနာဖြစ်လာတာဒါကိုထင်ရှားအောင်မြင်အောင်ကျွန်တော်ဒီမှာ animation လေးတစ်ခုလုပ်ထားတယ်ဗျဒီ animation ကဒါကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ animation ဒီ animation မှာဒါကျွန်တော်တို့ကဘာနေလာဒါဒီဘာလဲဆိုတော့ဒါကျွန်တော်တို့လာပြည့်အနေထားပေါ့ကဘာကြည့်လိုက်မယ်ဆိုလို့ရှိရင်လာကိုနေရအလင်းအောင်တိုက်ရိုက်ကြရောက်နေတယ်တဲ့ကြအောင်နေတဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာကျွန်တော်တို့ကနော်လာကိုထင်းထင်းရှားရှားရှင်းရှင်းလေးကျွန်တော်တို့ကမြင်ရမှာဗျအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကစမယ်ဆိုတဲ့ခါကျ day 1ပေါ့ဒါ day 1စမယ် day 1စတဲ့ခါကျတော့ကဘာနေမြင်ရတဲ့အနေထားကဘာနေကိုပတ်တဲ့ခါကျတော့365နှစ်ပိုင်းမှာတပတ်ပတ်တယ်အဲ့လိုပဲလာလည်းကဘာကိုပတ်တယ်လာကဘာကိုပတ်တာ29ကြာသွားတယ်29ကြာသွားတဲ့အချိန်မှာကဘာလည်းနေကိုပတ်နေတဲ့အတွက်ကြောင့်မလို့ကဘာဒီမူလနေရာမှာမရှိတော့ဘူးနေရာရွေ့သွားတယ်ဗျအဲ့လိုနေရာရွေ့သွားတဲ့အတွက်ဘာတွေဆက်ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်ဗျနော်အဲ့တော့လာပတ်တယ်ဘယ်ဘက်မှာကောင်တာပြတယ်9ရက်6ရက်9ရက်10ရက်စသဖြင့်ပေါ့ပြနေတဲ့အခါကျတော့ဒီမှာအဖြူမြင်းကဘာကိုပြရလဲဆိုတော့ဒါတကယ်ရှိတဲ့မြင်းမုံเนาะဒါကနေလကဘာတန်းနဲ့ရှိတဲ့အနေထားကိုကျွန်တော်မြင်းဆွဲပြီးပြထားတာဒီမြင်းပေါ်မှာ
နော်နေရောလာရောကဘာရောရောက်နေတယ်ဆိုလို့ရှိရင်ဒါဒီနေရောလာရောကဘာတန်းနဲ့ဖြစ်နေကြအခုဆိုတာ15ရက်လောက်ကြာတော့အောက်က 15.2 ဆိုတာကိုသိချာမကြည့်လေဗျကျွန်တော်ဆွဲတဲ့ခါကျတော့ကောင်တာအတိအကျဆွဲလို့မရလို့အကြမ်းမြင့်ပြောရမယ်ဆိုလို့ရှိရင်15ရက်လောက်နော်14ရက်15ရက်လောက်ကြာလို့ရှိရင်14ရက်ခွဲလောက်ကြာလို့ရှိရင်နေရလိုက်ကဘာတန်းနဲ့နေရအောင်ပြန်အောင်သွားတယ်ဒါပေမဲ့အဲ့အချိန်မှာပါလဲဆိုတော့လာဒီနေလက်ကဘာကြားကိုရောက်သွားနေလက်ကဘာကြားရောက်သွားတဲ့အတွက်ကြောင့်မလို့လာပေါ်မှာနေရဲ့အလျောင်ကြတော့လင်းတဲ့ဘက်ချမ်းဒီကဘာနဲ့ဝေးရပဲကြံဖြစ်နေဒီအချိန်မှာလာကွယ်နေနေလဲကျွန်တော်တို့ကမြင်ရမှာဖြစ်ပါတယ်အဲ့နောက်မှာလာဆက်သွားတယ်ဆက်သွားတဲ့အချိန်မှာကဘာလဲသူဆက်သွားနေဗျသူ့မူလအနေထားကနေဆက်ပြီးရွေ့နေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဟောဒီမှာလာကဘာနဲ့တန်းနဲ့နေအောင်ပြန်ရောက်လာတယ်နော်29ရက်ကြော်ကြလောက်မှာဒါကျွန်တော်တကယ်တော့29.3ရက်နေဆိုလို့ရှိရင်ကဘာနဲ့တန်းနဲ့နေအောင်ပြန်ရောက်သွားပြီကဘာနဲ့မူလနေရာကနေပြန်ကြည့်ဗျမူလနေရာကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကဘာရဲ့နော်ဘယ်ဘက်တဲ့မှာလာရှိတယ်အခုလဲကျွန်တော်29.3ရက်ရောက်တဲ့အချိန်မှာကဘာဒီလာဒီကဘာရဲ့အနောက်ဖက်တဲ့မှာနော်မူလအတိုင်းပဲဘယ်ဘက်စွန်းတဲ့မှာပြန်ရောက်တယ်သို့တော်လဲနေရတဲ့ကဘာကိုဖြတ်ပြီးဆွဲထားတဲ့မြင်းပေါ်မှာလာမရောက်နေဘူးဆိုလိုတာအဲ့ဒီအချိန်မှာလာဒီကဘာကိုတပတ်ပတ်ပြီးသွားပြီအဲ့လိုပတ်ပြီးသွားတဲ့အချိန်မှာသူဒီနေရကဘာရဲ့လာရဲ့တန်းနဲ့ဆွဲထားတဲ့မြင်းနေရာမှာမရောက်ဘူးဖြစ်နေတယ်ဆိုတော့အဲ့ချိန်မှာလာမပြည့်သေးဘူးဗျာလာပြည့်ဖို့ဆိုလို့ရှိရင်အရှိကိုနည်းနည်းဆက်သွားရမယ်ဘယ်နည်းဆက်သွားရမလဲဆိုတော့2ရက်ကြော်ဆက်သွားတယ်2ရက်ကြော်ဆက်သွားတယ်အဲ့လို2ရက်ကြော်လို့ဆက်သွားတဲ့အချိန်ကြာမှာတနည်းအားဖြင့်29.နော်ဒါမှ29.5ရေဗျာတကယ်တော့ 29.5 29.5ရေရောက်တဲ့အချိန်မှာနေရကဘာလိုက်ရတန်းတဲ့အနေထားကိုပြန်ရောက်သွားတယ်အဲ့ဒီအချိန်ကြာတော့မှ29ရက်နေ့ရောက်တဲ့အချိန်ကြာတော့မှဘာဖြစ်သွားလဲဆိုတော့လာနောက်တော့ပတ်ပြန်ပြီးတော့မှလာပြန်ပြေးတာဖြစ်ပါတယ်ကဘာတပတ်ပတ်ပြီးတဲ့အချိန်မှာကဘာကိုလာတပတ်ပတ်ပြီးတဲ့အချိန်မှာတော့လာတော့မူလနေရာပြန်ရောက်သွားတယ်သို့တော်လဲနေရဲ့အလင်းရောင်အပြည့်ဝရတော့နေကဘာလာတန်းနဲ့ဖြစ်တဲ့နေရာကိုလာမရောက်ဘူးမရောက်တဲ့အတွက်ကြောင့်မလို့နောက်2ရက်လောက်ဆက်သွားတော့မှနော်နေရဲ့အလင်းရောင်အပြည့်ဝရတော့နေရဲ့ကဘာလာတန်းနဲ့ဖြစ်တဲ့အနေထားကိုပြန်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်ဒေရီယာမန်ခေါ်တဲ့ကဘာကိုလာတပတ်ပတ်ပြီးတဲ့အချိန်နဲ့ synodic man ခေါ်တဲ့လာပြည့်တစ်ခုနဲ့တစ်ခုကြာကွာခြားတဲ့ရက်ဒီ2ရက်ကြော်ကြာကွာခြားနေရခြင်းဖြစ်ပါတယ် Okay အဲ့တော့ဒီနေ့အစီအစဉ်ကိုမရက်ခင်မှာလာချက်ချင်းနေချက်ချင်းအကြောင်းကိုနည်းနည်းလေးကျွန်တော်တို့တို့ကြည့်အောင်ဗျာလာချက်တာနေချက်တာနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ကျွန်တော်ဗီဒီယိုထူးတက်လုပ်ဖို့စီစဉ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့လာတခြားကြရင်လာအပြည့်ချက်တာရှိတယ်နေပြည့်ချက်တာရှိတယ်။တစ်ခါကျရင်လာတစ်ဝက်နေတစ်ဝက်ပဲချက်တာရှိတယ်။နော် blood moon ဆိုတာရှိတယ်။အစသဖြင့်အမျိုးမျိုးရှိတာတော့ဒါတွေကိုအသေးစိတ်ရှင်းပြဖို့ဆိုလို့ရှိရင်တီးသန့်ဗီဒီယိုတစ်ခုလုပ်ဖို့လိုအပ်နေတယ်။ဒါပေမဲ့အခုစီစဉ်မှာတော့ကျွန်တော်တို့လာချက်နေချက်တာနဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်တို့သွားကြဗျာအခုဒီမှာကြည့်လိုက်ဒီပုံမှာကြည့်လိုက်လို့ရှိရင်ဒါဒီလာလုံးဝတော့လာကိုကျွန်တော်မမြင်အောင်ဒါပေမဲ့လာဒီဘယ်နေရာမှာရှိနေလဲဆိုတော့နေနဲ့ကဘာကြားမှာရှိတယ်နေနဲ့ကဘာကြားမှာရှိတယ်ဆိုတဲ့အခါကျတော့ထူးခြားတာဘာလဲဆိုတော့လေလာကိုကဘာမြင်ရတဲ့အရွယ်စားနဲ့နေကိုကဘာမြင်ရတဲ့အရွယ်စားနှစ်ခုဒီတူနေတယ်ဗျတူနေတယ်နေကအရန်ကြည့်ပြီးလာသေးပဲလာကဘာနာနီးတဲ့အတွက်ကြောင့်မလို့ဒီအရွယ်နှစ်ခုဒီကဘာကြည့်လို့ရှိရင်တို့နှစ်ခုမြင်ရတဲ့အရွယ်စား angle down အတူတူပဲဖြစ်နေတဲ့အခါကျတော့နေရှိကနေလာဝင်သွားလို့ရှိရင်ကွက်တိဝင်သွားလို့ရှိရင်နေကိုလုံးဝကွက်တိအုပ်မိသွားတယ်ဗျအဲ့လိုကွက်တိအုပ်မိသွားတဲ့ခါကျလို့ရှိရင်နေကိုကျွန်တော်တို့ကမမြင်ရတော့ပဲလေနေရဲ့ဘေးနာအလင်းတော့အလင်းရောင်တော့မြင်ရတယ်သို့တော့နေကိုလုံးဝကွက်တိအုပ်သွားတဲ့အတွက်ကြောင့်မလို့နေကိုမမြင်အောင်အဲ့ဒါကိုနေချက်တယ်လို့ခေါ်တယ်သို့တော်လဲလာရဲ့ပတ်လန်းဒီနော်နေကိုကဘာပတ်တဲ့ပြင်ကြီးတဲ့စားလို့ရှိရင်လာကဘာပတ်တဲ့ပြင်ကြီးကစောင်းတဲ့ခါကျလို့ရှိရင်တခါလေကြာလို့ရှိရင်နေကိုလာနေလုံးဝအုပ်သွားမိတဲ့ခါကြီးရှိတယ်တခါကျရင်တော့တပည့်အုပ်သွားမိတာရှိတယ်တခါကျရင်လုံးဝမအုပ်မိတာရှိတယ်နော်အပြေးအုပ်မိတဲ့ခါကျလို့ရှိရင်နေအပြည့်ချက်တာဖြစ်လာတယ်တဝက်တပည့်အုပ်မိတဲ့ခါကျလို့ရှိရင်နေတဝက်တပည့်ချက်တာဖြစ်လာတယ်တခါကျရင်လုံးဝမအုပ်မိတာမျိုးတွေရှိတယ်အများဖြစ်တော့မအုပ်မိဘူးဗျနော်လုံးဝကွယ်မကွယ်ဘူးနေလဲလာတတ်စီပြီးနာနေသူတို့ရဲ့လမ်းကြောင်းတစ်ခုကသူတို့ရဲ့ direction တစ်ခုကကဘာကြည့်လို့ရှိရင် direction တစ်ခုကတတ်စီဖြစ်နေတဲ့ခါမျိုးအဲ့ဒါမျိုးကများတယ်အဲ့ခါကျတော့နေကြတယ်ဆိုတဲ့ဟာမျိုးကိုတစ်ခါလေကြာမှပဲရှာဘကျွန်တော်တို့ကတွေ့ရတယ်ဗျအဲ့လိုပဲတစ်ဖက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လာပြည့်သွားတဲ့ခါကျလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့နေရဲ့ကဘာရဲ့လာရဲ့ကတန်းနဲ့ပြန်ပြည့်သွားတယ်အဲ့ခါကျလို့ရှိရင်နေကအလင်းရောင်က
လာပေါ်ကြောက်တဲ့တော့ကြောင့်မလို့လာကိုဖုံးမွနေလဲလာပြည့်နေလဲကျွန်တော်တို့ကပြပြဘွားမြင်ရတယ်တိုးတော်လဲတစ်ခါလေကြာလို့ရှိရင်နေရနေလာကိုနေရလာကိုမီးထိုးတယ်ပဲမီးထိုးထားတာဟဲ့ထိုးထားတဲ့ကြားထဲမှာကဘာဝင်သွားလို့ရှိရင်အလင်းအောင်ကွယ်လိုက်သူဖြစ်ပြီးကဘာအရိတ်ကလာပေါ်ကိုသွားကြတယ်အဲ့လိုသွားကြတဲ့ခါကြာလို့ရှိရင်လာကိုကျွန်တော်တို့ကလင်းထိန်နေနေရောဖိုင်လဲလာကိုမဲသွားတယ်မဲနီဖြစ်နေလဲကျွန်တော်တို့ကမြင်ရတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့လာကြတယ်ဆိုပြီးခေါ်တာဖြစ်ပါတယ်လာကြတယ်ဆိုတာတကယ်ကတော့နေကနေလာပေါ်ကြောက်တဲ့အလင်းထိုးထားတဲ့ဓာမီနဲ့ထိုးထားတဲ့ကြားထဲမှာကြားထဲကနေလူဖြတ်သွားလို့ရှိရင်ဟိုဘက်မှာအရိတ်သွားကြတယ်လို့ပဲလာပေါ်မှာကဘာအရိတ်သွားကြတာလာပေါ်မှာကဘာအရိတ်သွားကြတာလာရဲ့ပေါ်မှာသွားကြတဲ့ကဘာအရိတ်ဒီတကယ်များလာကိုလုံးဝဖုံးသွားအောင်ကြမယ်ဆိုလို့ရှိရင်လာအပြည့်ကြက်ချင်းဖြစ်လာတယ်เนาะတဝက်တစ်ပြက်ပဲလဲအရေးကြတယ်ဆိုလို့ရှိရင်လာတဝက်ကြက်ချင်းဖြစ်လာတယ်ဒီနေ့အဖြစ်နေကြက်လာကြက်ချင်းဖြစ်ပါတယ်လာကြက်တာလဲအဲ့လိုပဲလာပြည့်နေတိုင်းမကြက်ဘူးဘာဖြစ်လို့လာပြည့်နေတိုင်းမကြက်တာလဲဆိုတော့လာကခုနပြောလို့ပဲကဘာကိုပတ်တဲ့လမ်းကြောင်းနဲ့ကဘာကနေကိုပတ်တဲ့လမ်းကြောင်းတစ်ခုဒီပြင်းကြီးတစ်ခုရမြဖြစ်ပဲလဲနည်းနည်းလေးစောင်းတဲ့အတွက်ကြောင့်မို့လို့တခါလေချမ်းမှသာလာကြက်ချင်းကိုမြင်တွေ့ရတာဖြစ်ပါတယ်ဒါကတော့ဗာလဲဆိုတော့လာကြက်နေကြက်ချင်းရဲ့အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့လာကြက်တဲ့နေကြက်တယ်ဆိုတာကိုလာကြက်တယ်ဆိုတာကိုလာပြည့်နေမှာပဲမြင်ရပြီးတော့မှနေကြက်တယ်ဆိုတာကိုလကွယ်နေမှာပဲမြင်ရတာဖြစ်ပါတယ်နော်ဒါအကြောင်းပြောရင်းနဲ့မြန်မာလာပြည့်လကွယ်နဲ့နော်မြန်မာလာပြည့်နေနဲ့နားပတ်ဝန်းကျင်မှာရှိတဲ့ထိုင်းတို့လာအိုဆိုကမ္ဘောဒီးယားတို့ကတတ်ပတ်တဲ့လာပြည့်နေရတရက်ချားနေဗျမြန်မာမှားလားဆိုတော့မမှားဘူးကမ္ဘောဒီးယားတို့ထိုင်းတို့လာအိုဆိုတာမှားလားဆိုတော့လည်းမမှားဘူးဗျဘာဖြစ်လို့လဲဆိုတော့လာပြည့်လကွယ်ပြန်ကြတဲ့ရက်ကခုနပြောလို့ပဲ29ရက်အတိလည်းမဟုတ်ဘူး30အတိလည်းမဟုတ်ပဲလေ29ရက်ခွဲဖြစ်နေလို့ဗျ29ရက်ခွဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တော့လာပြည့်တစ်ခုကနေနောက်လာပြည့်တစ်ခုကိုပြန်ရည်တဲ့ခါကြလို့ရှိရင်29ရက်ရောက်တဲ့အချိန်မှာလာအပြည့်မပြည့်သေးဘူး30ရက်ရောက်သွားတဲ့အချိန်ကြတော့လေလာတော့ပြည့်ပြီးနည်းနည်းကျော်သွားပြီဒါပေမဲ့နှစ်ခုလုံးကကြည့်လိုက်လို့ရှိရင်29ရက်နေ့ကြည့်တဲ့လာနဲ့30နေ့ကြည့်တဲ့လာပြည့်ခြင်းကအတူတူလောက်ပဲတိတ်မကွာဘာဖြစ်လို့ဆိုတော့တို့နှစ်ခုကြားတော့29ရက်ခွဲမှာ29ရက်နဲ့12နာရီမှာလာပြည့်သွားတာဟုတ်အဲ့ဒါကြောင့်မို့လို့တချို့က29ရက်ရောက်တဲ့အချိန်မှာလာပြည့်ဆိုပြီးယူလိုက်တယ်တချို့က30ရက်ရောက်တဲ့အချိန်မှာလာပြည့်ဆိုပြီးယူလိုက်တယ်ဘေးကတကယ်ကျတော့နှစ်ယောက်လုံးကမှန်လားဆိုတော့တော့နှစ်ယောက်လုံးကမှားလားဆိုတော့မမှားဘူးဗျအတိအကျမှန်လားဆိုတော့လည်းမမှန်ဘူးလာပြည့်အတိအကျ29ရက်ခွဲမှာဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လာပြည့်ကိုယူဖို့အတွက်ဆိုလို့ရှိရင်တခါလေကြားလို့ရှိရင်လာပြည့်က29ရက်ယူတဲ့လူလဲ30ရက်ယူတဲ့လူတဲ့ကြားထဲမှာတော့လာပြည့်ကြတဲ့ရက်ကအန်ချော်တရက်ချော်နေရခြင်းဖြစ်ပါတယ်တကယ်ကတော့တော့ဘယ်သူမှမမှားပါဘူးနှစ်ယောက်လုံးကဘေးနည်းကိုလာပြည့်ဖြစ်တတ်မှတ်မလဲဆိုတော့တတ်မှတ်ချက်ပေါ်ပဲမူတည်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောကြရင်လည်းကျွန်တော်ဒီနေ့စီစဉ်ကိုညီကုန်းချော်ရပါတယ်โอเคမြတ်ကျွန်တော်ရဲ့ channel subscribe မလုပ်ရသေးဘူးဆိုလဲကျွန်တော်ရဲ့ channel subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ